မင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ရွက်စုံစုံလင်းနဲ့ငါးရှင်လေးချက်စားမှာဖြစ်ပါတယ်အရွက်တွေကတော့စုံပဲဗျာရှမောင်ရွက်ကစုံရွက်မှုညှင့်ဗရက်စာလည်းပါတယ်ပေါ့နော်ဘယ်လိုတွေချက်မလဲဆိုတာတစ်ချက်တော့လိုက်ကြည့်ကြပါအောင်နော်ဟုတ်ပြီလားပစုံရောက်ကြော်ရယ်ရွက်ဖြစ်ပြီရွက်ကြားထဲမှာငါးဖြတ်အဲ့တော့ငါတို့မကြားတာမပူ
không nha con A few moments later. Đây. Give it to me like